ဒီနေ့သင်မဲ့အကြောင်းအရာက stative verbs stative verbs ဆိုတာကလွယ်လွယ်ပြောရမယ်ဆိုရင် ing လုံးဝပေါင်းလို့မရတဲ့ verb တွေအဲ့ဆိုတော့ teacher တို့ကဒီ tense တွေကိုရေးတဲ့အခါကျရင်စာကြောင်းဖန်တီးတဲ့အခါကျရင်ဒီ stative verb တွေကိုထည့်သုံးလို့မရဘူးဘာ tense တွေအောင်ဆိုရင် present continuous tense past continuous tense future continuous tense နော်အဲ့တော့ continuous ဆိုတဲ့ဟာပါနေတာ continuous ပါရင်အဲ့ဒါ ing တေချာပါအောင်ပါဒါပေမဲ့ teacher တို့ကဒီ stative verb တွေကိုဒီ tense တွေမှာသွားသုံးလို့မရဘူး present perfect continuous tense past perfect continuous tense future perfect continuous tense ဒီ tense 6မျိုးเนาะ tense အားလုံးကဘယ်နှမျိုးရှိအောင်12မျိုးရှိတယ်12မျိုးရှိရတဲ့မှာသူ့ရဲ့တဝက်6မျိုးမှာဒီ stative verb တွေကိုလာသုံးလို့မရဘူးဘာလို့တော့ဒီ tense တွေက ing တေချာပါပေါင်းရတဲ့ tense တွေเนาะ stative verb ဆိုတဲ့အမျိုးက ing လုံးဝပေါင်းလို့မရဘူးဒီ tense တွေမှာ stative verb ကိုလာသုံးလို့မရဘူးအဲ့တော့ stative verb ဆိုတာဘာတွေတုံးဆိုတာကိုဒီချက်ပြောပြမယ်အဲ့တော့အလွတ်တေချာပေါက်ကြက်ထားမှရမယ်နည်းနည်းတော့များတယ်เนาะအလွတ်တေချာပေါက်ကြက်ထားမယ်ကြက်ထားပြီးပြီဆိုရင်ဒီ tense တွေမှာအဲ့ဒီစက်လုံးတွေကိုလုံးဝရှောင်လာပြီးတော့ပေါင်းလို့မရဘူး okay ပထမဆုံးတစ်ခုက senses အာယုံခံစားမှုနဲ့ဆိုင်တဲ့ verb တွေဆိုရင်လုံးဝ ing မပေါင်းပါဘူးတဲ့ဘာလို့ဆိုရင် see hear smell taste အလွတ်တာကြက်ထားလားအဲ့စက်လုံးတွေဟုတ်ပြီနော်အခုတော့တချို့စက်လုံးတွေက2မျိုးသုံးလို့ရတယ်ရှိတယ်အဲ့ဒါကိုပြီးမှဒီချက်ထပ်ပြီးတော့ရှင်းပြမယ်အခုတော့ဒီခေါင်းစဉ်နဲ့ဒီအောက်ကစက်လုံးလေးတွေကိုပဲအလွတ်ကြက်မှတ်ထားလိုက်เนาะပြီးမှဘယ်နေရာသုံးလဲဆိုတော့တစ်ခေါက်ပြန်ရှင်းပြမယ် see မြင်သည် hear ကြားသည် smell အနံ့ရတယ်တော့အနံ့ခံတာနဲ့အနံ့ရရှိတာเนาะဒါအနံ့ခံတာမဟုတ်အနံ့ရတယ်ဒါကအရသာရှိတယ်အရသာခံတာမဟုတ်ဘူးအရသာရှိရဲဆိုတဲ့အဓိပ္ပာယ်ပေါ့เนาะအဲ့ဒါကိုမှတ်ထားမယ်ပြီး perception သိမြင်နားလည်မှုဘာတွေတော့ဆိုရင် know သိသည် believe ယုံကြည်သည် understand နားလည်သည် remember သတိရသည်မှတ်မိသည် forget မေ့သည် think ထင်သည် think ကလည်းအဓိပ္ပာယ်နဲ့မျိုးရှိတယ်เนาะထင်တာနဲ့တွေးတာနဲ့ဒီမှာတွေးတာမဟုတ်ဘူးထင်တယ်ဆိုတဲ့အဓိပ္ပာယ် think notice သတိပြုမိသည် realize နားလည်သဘောပေါက်သည် see ဖြစ်ပုံပေါ်သည် look ဖြစ်ပုံပေါ်သည်အဲ့လိုဖြစ်ပုံရတယ်လို့ပြောရှင်တဲ့ဒီမျိုးမျိုး sounds ကဒီ see နဲ့ look ကမြင်ပြီးတော့ပြောတာ sounds ကကြအတန်ကြားပြီးတော့အဲ့လိုဖြစ်ပုံရတယ်ဆိုပြီးတော့ပြောချင်เนาะနောက်ထပ်ခေါင်းစဉ်တစ်ခုက possession ပိုင်ဆိုင်မှုနဲ့ဆိုင်တဲ့ဟာတွေပေါ့နော်ငါမှရှိရဲဆိုပြီးတော့ကိုယ့်ရဲ့ပိုင်ဆိုင်မှုကိုပြောတဲ့စကားလုံးတွေဒီလိုစကားလုံးတွေဆိုရင် ing လုံးဝမပေါင်းရအောင်ဘာလို့တော့ဒီစလုံးတွေက stative verbs ဖြစ်နေလို့ have ရှိသည် own ပိုင်ဆိုင်သည် belong ပိုင်ဆိုင်သည် possess ပိုင်ဆိုင်သည် include ပါဝင်သည် need လိုအပ်သည် want လိုချင်သည်ဒီစလုံးတွေကပိုင်ဆိုင်မှုကိုပေါ်ညွှန်းတဲ့စလုံးတွေဖြစ်တယ်အဲ့ဒီစလုံးတွေဆိုဘာမလို့အောင်လဲ continuous မရှိဘူး ing ပေါင်းလို့မရဘူးနောက်တစ်ခုက like dislike ကြိုက်တာတွေမကြိုက်တာတွေကလည်း ing သုံးလို့မရပါဘူးတဲ့ငါမင်းတို့သဘောကျတယ်ဆို I like you I love you လို့ပဲရှိတယ် I am liking you တို့ I am loving you လို့မရှိဘူးဘာလို့တော့ဒီစလုံးတွေဒီ verb တွေက stative verb တွေဖြစ်နေလို့ ing မထည့်ဘူး like ကြိုက်နှစ်သက်သည် love ချစ်သည်ကြိုက်နှစ်သက်သည် enjoy နှစ်သက်သည် prefer တခုကိုပိုကြိုက်ရင်ပြောတာပေါ့နော် prefer ဘာလေးကိုပိုကြိုက်တယ်လို့ပြောချင်တာမျိုး dislike မကြိုက်ဘူး hate ဆိုတာလုံးဝမကြိုက်ဘူးမုန်းတယ်ပေါ့နော်ဒီစလုံးတွေကလည်းဘာပဲတော့ stative verb တွေပဲအဲ့တော့ ing သုံးလို့မရ hating တို့ disliking တို့ preferring တို့မရှိဘူးခုနအုပ်စုတွေကမဟုတ်ဘဲနဲ့ဒီစလုံးလေးတွေကတော့ထပ်ဆောင်မှတ်ထားမယ်စလုံးလေးပေါ့နော် matter အရေးကြီးသည်အရေးပါသည် mean ဆိုလိုသည် appear ပေါ်လာသည် cost ကုန်ကျသည်ပတ်စံစရိတ်ပေါ့နော်ကြားတင်ဝင်ပြောကုန်ကျသည် weight ကကြတော့အလေးချိန်ရှိသည် oh အကျွေးတင်သည်အကြည့်မကလည်းတွေ့နိုင်သေးတယ်ပေါ့နော်အဲ့ဆိုရင်အချုပ်အားဖြင့်ပြန်ပြောမယ်ဆိုရင် stative verbs တွေကခန္ဓာကိုယ်နဲ့အမူအရာပြလို့မရတဲ့ဟာတွေစိတ်ခံစားချက်နဲ့ဆိုင်တဲ့ဟာတွေပိုင်ဆိုင်မှုတွေအဲ့လို verbs တွေကို stative verbs လို့ခေါ်တယ် stative verbs တွေက ing မပေါင်းပါဘူးကိုကstative verb လားဘာလားညာလား stative verb လား action လားမကွဲဘူးဆိုရင်ကြတော့တခါလေပေါင်းလို့မရတဲ့ဟာယူလဲ ing ပေါင်းမိလိုက်တာဘာလို့ဆိုကိုမားလို့မားမှမသိဘူးလေနော်အဲ့တော့အခုသိသွားပြီဆိုတော့ဒီစက်လုံးလေးကိုလွတ်ချက်ထား ing လုံးဝပေါင်းလို့မရတဲ့ verb တွေပါ okay အဲ့ဆိုရင်ဒီနေ့သင်ခန်းစာအလောက်ပါပဲ